Kishore Tankit ဆိုတာဘာပြောရလဲဆိုတော့မြန်မာလိုဆိုရင်တော့စကားကိုအစအလယ်အဆုံးတခါတည်းနားလည်အောင်ပြောတာဆိုတဲ့အဓိပ္ပာယ်မျိုးလို့ပြောရမှာပေါ့နော်ဒီ key ဆိုတာဘာလဲဆိုတော့ okay လို့ဆိုတဲ့စကားလုံးကနေလာတာပေါ့နော်ဆိုတော့အဲ့ဒီ key ရဲ့အဓိပ္ပာယ်ကတခုခုအကြောင်းအရာတခုကိုစပြီးတော့အစပြောလိုက်တာတခုခုဖြစ်ပေါ်စေတာဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာပေါ့နော် short ဆိုတာကြတော့ဒီစောနာကပြောထားတဲ့ဒီအကြောင်းအရာပေါ့နော်အကြောင်းအရာတစ်ခုပတ်သက်ပြီးတော့အသေးစိတ်ပို့ပြီးတော့ရှင်းပြတာမျိုးအဲ့ဆွမ်းနာက key မှာပြောတဲ့အကြောင်းအရာကဘလို့ဖြစ်လာလဲဆိုတော့ကိုတဖြည်းဖြည်းနဲ့ဇက်ချိန်မြင့်ပြီးတော့ပြောတာမျိုး key short ထန်းကကြတော့ဘာကိုပြောရလဲဆိုတော့ခါကြတော့အဲ့ဒီဆွမ်းနာက key နဲ့ short မှာပြောလာတဲ့အကြောင်းအရာကရုပ်တရက်ပေါ့နော်မထင်ထားတဲ့အကြောင်းအရာတစ်ခုခုအဖြစ်အပျက်တစ်ခုခုဖြစ်သွားတာမျိုးပြောတာပေါ့နော်နောက်ဆုံးစလုံးဖြစ်တဲ့ဒီ kids ဆွမ်းနာက key short တန်းမှာပြောထားတဲ့အကြောင်းအရာကိုပြန်ပြီးတော့နောက်ဆုံးမှာ summarize လုပ်တဲ့ပုံစံမျိုးပြောတာပေါ့နော်ဆိုတော့အကြောင်းအရာတစ်ခုကရှေ့မှာအကြောင်းအရာတစ်ခုဖြစ်တဲ့အဲ့အကြောင်းအရာကမထင်မှတ်ထားတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဘယ်လိုမျိုးဇက်သိမ်းသွားတယ်ဘယ်လိုမျိုးပြီးသွားတယ်ဆိုတဲ့ဟာမျိုးပြောတာပေါ့နော်အဲ့ဒါကကျတော့ kids လို့ပြောတယ်ဆိုတော့ key short 10 kids ဆိုတာကစကားကိုအစအဆုံးအစလေအဆုံးရီလိပ်ပက်လေအောင်ပြောတယ်ရီလေဖြစ်အောင်ပြောတယ်ဆိုတဲ့သဘောမျိုးပြောတာပေါ့နော်တစ်ဖက်လူနားလေအောင်ပြောတဲ့သဘောမျိုးပြောတာပေါ့ဘယ်လိုနေရာမှာသုံးလဲဆိုရင်ဒီ essay ရေးတဲ့နေရာမျိုးတွေreport ရေးတဲ့အခါမျိုးတွေမှာဆိုရင်သုံးတယ်ပေါ့နော်ဒီတစ်ဖက်လူနားထောင်တဲ့သူစာဖတ်တဲ့သူနားလဲအောင်တည်တည်ချာချာရေးလေနားလဲအောင်ရေးတဲ့အခါမျိုးတွေမှာဆိုရင်သုံးတယ်နောက်တစ်ခါကျတော့ဒီ speech ပေါ့နော်အကြောင်းအရာတစ်ခုကိုရှင်းပြတဲ့အခါမျိုးတွေမှာဆိုရင်ဒီစကားပြောတဲ့အခါမျိုးတွေမှာဆိုရင်လည်းပဲဒီ Kishore Tankit ဆိုတဲ့ပုံစံမျိုးနဲ့ပြောကြမျိုးလည်းရှိရပေါ့နော်များသောအားဖြင့်အဲ့လိုအခြေအနေမျိုးတွေမှာသုံးတယ်